မနစ်ကတော့ဒါရွှေကြိုအနေနဲ့ပဲလုံမှန်ခဲ့ရတာပေါ့နော်ဒီနေ့ကကြတော့တဲ့ဆိုထားတဲ့ဇဝင်တီးလေးကလည်းစကားတင်ထဲမှာပါတယ်ပြီးတော့မနစ်ကလည်းရွှေကြိုအနေနဲ့ရောဒီတယောက်ဆောင်မျက်နှာတစ်ယောက်အနေနဲ့ကင်ပေပလေးကိုတက်ဖြစ်တာဖြစ်ပါတယ်ရှင်ဟုတ်ဝတ်စုံကကြတော့ဒီဇိုင်နာကိုရဲထက်အောင်နဲ့စီစဉ်ထားပါတယ်တဲ့ဝတ်နေကြမဟုတ်တဲ့အယောင်ဆန်းလေးတစ်ခုပေါ့နော်မနစ်ပြန်ကြရင်တော့ surprise လေးတွေ့ရမှာပါရှင်ဘယ်လိုခံယူထားလဲဆိုတော့အနုပညာကတော့ညီမကတော့လှုပ်လာလဲကြာပြီဆိုတော့ကိုအသက်ရှင်နေသူရတော့စူးစမ်းသွားမှာပဲပြီးတော့လေဒီအနုပညာကိုပေါ်ပင်မဟုတ်ပဲနေပေါ့နော်တကယ်ပဲရမဆိုအခြေခံနေလေးလာပြီးတော့မှအခုဒီလဲဝမ်းစာဆိုတာဖြစ်လို့လဲမကုံတယ်လို့မရှိဘူးဆိုတော့တဖြည်းဖြည်းချင်းပဲလေးလာစူးစမ်းပြီးတော့ပဲဒါကိုတက်နိုင်တဲ့အနေထားနဲ့ပေါ့နော်ကိုတက်နိုင်လောက်စူးစမ်းပြီးပုံဖော်သွားမှာပါဟုတ်တောက်လျှောက်ကဟာတာတွေရွေးရိုက်နေရတဲ့ခါကျတော့ပြိတ္တမြင်တော့မသိဘူးကိုမြင်တော့ကိုယ့်ကိုအီလာတယ်ပေါ့နော်ဆိုတော့ drama လေးလေးတချိုးပြန်ပြီးပြောင်းခြင်းနဲ့ပြီးတော့ van character လေးလေးတစ်ခါမှမလုပ်ဘူးသေးဘူးဆိုတော့ van လေးလေးလုပ်ကြည့်ခြင်းပါတယ်ဟုတ်